everyone မြို့ဒီနေ့မှာတော့ SAT Advanced Math ရဲ့ equivalent expression ပိုင်းတွေက easy question နံပါတ်2လေးကိုတူတူတော့ကြည့်ကြရအောင်ဆိုတော့မြို့ရှိမှလေးပြောခဲ့တယ်လို့ပါပဲ Advanced Math ရဲ့ပုံစံအများစုက decimal ကိုသုံးပြီးတော့ဖြည့်ရှင်းလို့ရတယ်ဆိုတော့ဒီပုံစံလေးကလေ hand calculation ရော decimal နဲ့ရောနှစ်ခုလုံးကိုသုံးပြီးတော့တွက်လို့ရပါတယ်ဒါဆိုရင်မြို့ hand calculation နဲ့အရင်တွက်ကြည့်ကြရအောင်မြို့တူတူလိုက်တွက်ကြည့်မယ်နော်Okay, so 1000တိုင်းမိကွန်းကိုဖတ်ပါမယ် Which of the following is equivalent to the given expression ဆိုတော့ဒီမှာပေးထားတဲ့ expression နဲ့တူနေတဲ့အဖြေကဘာဖြစ်မလဲဆိုတော့လွယ်ပါတယ်မြို့အပေါင်းတွေ့လို့အပေါင်းနှုတ်တွေ့ရဆိုလို့ရှိရင်ခွင်းကိုဖြုတ်သူတို့တူရာကိုဝင်ပေါင်းဝင်နှုတ်ပြလိုက်ရင်ရပြီဆိုတော့ a plus 5တခွင်း plus 2a minus 3ဆိုတော့ကွင်းကိုဖြုတ်မယ်အပေါင်းဖြစ်တဲ့အတွက်ကြောင့်ကွင်းနဲ့ရကောင်တွေကိုဒီတိုင်းပြန်ရေးလို့ရပါတယ်အနှုတ်ဆိုရင်တော့မျိုးတော့နောက်ကိန်းကိုနောက်ကကွင်းကိုလက္ခဏာပြောင်းပေးရပါတယ်ဒါလေးမှတ်မယ်နော် okay ဆိုတော့သူ့ကိုစပြီးတော့တွက်မယ် 8 နဲ့ 2h ပေါင်းတော့ 3h 5 minus 3ဆိုတော့ plus 2 3h plus 2ဆိုပြီးတော့အဖြေမှန်က b ရပါတယ် okay ဆိုတော့လွယ်လွယ်လေးပါပဲကဲဒါကတော့ hand calculation နဲ့တွက်ထားတာပါသူ့မျိုး decimal လေးနဲ့လေစမ်းကြည့်ကြရအောင် Okay so decimal နဲ့စမ်းကြည့်မယ်ဆိုရင်ခုနမျိုးရခဲ့တဲ့ equation လေးကသူ့ကိုပြန်ပြီးတော့ထည့်ကြည့်မယ် 8 plus 5 တကွင်း 2h minus 3 တကွင်းအဲ့ဒါမှအလဲကအပေါင်းလေးနော် Okay သူ့ကိုခြိုက်ပြီးတော့ထည့်လိုက်မယ်ဆိုရင်ဒီမှာမြင်းလေးတစ်ကြောင်ထွက်လာပါတယ်ဆိုတော့မြို့ပြီးရင်ဘာလုပ်မှလဲဆိုတော့ခုနရခဲ့တဲ့ပေးထားတဲ့ answer choice တွေကို ABCD လေးကိုလုံးတစ်ခုချင်းစီလိုက်ထည့်မှာပါဆိုတော့ဒီမှာကတော့မြို့အဖြေသိပြီးသားဆိုတော့ခုနရထားတဲ့ 3h plus 2ကိုတစ်ခါရိုက်ထည့်လိုက်မယ်ဆိုရင်ကွက်တိမြင်းလေးပေါ်လာပါတယ်ဆိုတော့ကွက်တိဖြစ်လားမဖြစ်လားသိချင်တစ်ခုကိုမြို့ off လုပ်ကြည့်လို့ရတယ် Okay ဒီမှာအစိမ်းလေးကို off လုပ်လိုက်ရင်အပြားလေးပေါ်လာတယ်နော်ဆိုတော့ဒီမြေနှစ်ခုကထပ်တူကြနေပါတယ်ပြောရမယ်ဆိုရင်ဒီလိုပုံစံမျိုးကြတော့လွယ်ကူတဲ့အတွက်ကြောင့် decimal နဲ့ပဲတွတ်ဒီ hand calculation နဲ့ပဲတွတ်ခဏလေးပဲအချိန်ပေးရတာပါဆိုတော့ကိုယ်အဆင်ပြေတဲ့နည်းနှစ်သက်တဲ့နည်းနဲ့တွတ်ပြီးရပါတယ်โอเคဒါဆိုရင်ဒီနေ့တွတ်ပြပေးခဲ့တဲ့ပုံစံလေးကိုလည်းအားလုံးနားလည်ကြမယ်လို့မျှော်လင့်ပါတယ်မြို့မေးချင်တာသိချင်တာပေါ်လာရဲဆိုရင် classroom မှာပဲဖြစ်ဖြစ် Telegram group ထဲမှာပဲဖြစ်ဖြစ်မေးထားလို့ရပါတယ်ဒါဆိုရင်မြို့နောက်ထပ်ဗီဒီယိုတွေမှာပြန်ပြီးတော့တွေ့ကြမယ်နော်အားလုံးပဲ bye bye ပါ